အာရာဂူလာလိုမျိုးအရေးရှင်းရှိတဲ့လူငယ်ကစားသမားကိုဗျာဒီရရှိနိုင်မဲ့အခွင့်အရေးကဒီချက်စီအတွက်တော့ငင်းဆန်ဖို့ခက်ခဲနိုင်ပါတယ်ကျွန်တော်ဗျာဒီအခုနေခင်းပိုင်းမှာတော့ဒီစပိန်ဘက်ကတက်လာတဲ့သတင်းတွေမှာရီယယ်အသင်းရဲ့တောင်းဝင်ရှိသူတွေကဗျာဒီချက်စီကွင်းတဲ့ကစားသမားဒီအန်ဆိုဖာနက်တက်ရဲ့အေဂျင့်နဲ့ဓာတ်ရိုက်ချိတ်ဆက်မှုတွေဗျာပြုလုပ်နေတယ်လို့ဆိုတာပါတယ်ဒါပေမဲ့ဗျာဒီချက်စီအသင်းတောင်းဆိုထားတဲ့ပမာဏကိုတော့ဒီရီယယ်အသင်းဘက်ကပေးချေဖို့ဆိုလို့ရှိရင်ဒီအသင်းမှာရှိတဲ့ကစားသမားတချို့ကိုဗျာအရင်ဦးဆုံးရောင်းချပြီးမှသာဒီခေါ်ယူလို့ရနိုင်မဲ့သဘောမှရှိနေပါတယ်ဒါကြောင့်ဗျာဒီရီယယ်အသင်းရဲ့တောင်းဝင်ရှိသူတွေကဒီအန်ဆိုအတွက်သူတို့အသင်းမှာရှိတဲ့ဗျာဒီအာရာဂူလာကိုဒီငွေသားအလိုက်ပေးပြီးတော့ကမ်းလှမ်းသွားဖို့ဗျာပြင်ဆင်မှုတွေပြုလုပ်လာပဲရှိတယ်လို့ဆိုထားပါတယ်ဒါပေမဲ့ဗျာဒီချက်စီအသင်းရဲ့တောင်းဝင်ရှိသူတွေဘက်ကဒီလက်ခံမခံဆိုတာကမသိရသေးပါဘူးရီယယ်မက်ဒရစ်အသင်းရဲ့ဗျာအခုလိုမျိုးဒီကစားသမားချင်းဗျာလဲလဲပုံစံနဲ့ချင်းကက်လာမှုကဒီဘောလုံးလောကမှာတော့ဒီစိတ်ဝင်စားကကောင်းတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်အထူးသဖြင့်ဗျာဒီအာရာဂူလာဆိုတာကဒီရီယယ်အသင်းရဲ့ဗျာအနာဂတ်တွေဒီအရေးပါတဲ့လူငယ်ကျယ်ပွင့်တဦးဖြစ်တာကြောင့်သူ့ကိုပါဗျာဒီထဲသွင်းစဉ်းစားလာရတဲ့ဆိုတာကဒီအန်ဆိုဖာနက်တက်ကိုခေါ်ယူဖို့ဗျာရီယယ်အသင်းဘက်ကဘလောက်တော့စိတ်အားထက်သန်နေလဲဆိုတာကိုပြသနေတာပါပထမဆုံးအနေနဲ့ဗျာဒီချက်စီအသင်းရဲ့အခြေအနေပါချက်စီကဗျာအသင်းရဲ့ကွင်းလယ်ပိုင်းကိုပြန်လည်တိစောက်နေခြင်းဖြစ်ပြီးတော့ဒီအန်ဆိုပါဗျာဒီအသင်းရဲ့အဓိကကြားတဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်ဒါပေမဲ့ဗျာဒီအာရာဂူလာလိုမျိုးအရေးရှင်းရှိတဲ့လူငယ်ကစားသမားကိုဗျာဒီရရှိနိုင်မဲ့အခွင့်အရေးကဒီချက်စီအတွက်တော့ငင်းဆန်ဖို့ခက်ခဲနိုင်ပါတယ်အာရာဂူလာရဲ့ဗျာဒီတီထွင်ဖန်တီးနိုင်ဆိုရတဲ့ဒီကွင်းလယ်မှာဗျာကစားပုံကဒီချက်စီရဲ့လက်ရှိကစားကွင်းနဲ့ဗျာကိုက်ညီမှုရှိမရှိဆိုတာကိုဒီချက်စီနီးပြအဖွဲ့ကဗျာအသေးအချာစဉ်းစားရပါလိမ့်မယ်ဒါကြောင့်ဒီသတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာဗျာဒီပရိသတ်တွေကြားထဲမှာသဘောထားကွဲလွဲမှုတွေကရှိလာနိုင်ပါတယ်ချက်စီအသင်းရဲ့ဗျာအဲ့ဒီသတင်းတွေကိုနေ့စဉ်အမြဲဖတ်ရှုရှင်တဲ့မိတ်ဆွေများက comment အောက်က Telegram လေးမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်